ဒီအဝါရောင်ပုံလေးရဲ့ဒုတွေကိုတူတူလိုက်ပြီးတော့ရှာကြည့်အောင်ဟုတ်ပြီနော်အဲ့တော့ပုံပေါ်မှာအရင်ဆွဲထားတာလေးကနည်းနည်းလေးချုပ်ဖြတ်ခံနေရလေးတော့တီးခံပေးပါနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းပုံလေးကိုနှစ်ပိုင်းပိုင်းလို့ရတယ်ဟုတ်ပြီအဲ့တော့ဘလို့ပိုင်းလဲဆိုတာကိုတူတူလိုက်ကြည့်ကြည့်အောင်နော်အဲ့တော့ဒီမှာပုံလေးကိုဒီကနေပြီးတော့တစ်ပိုင်းပိုင်းလိုက်တယ်အဲ့ဒါဆိုရင်ပုံကဒီဘက်မှာတစ်ပုံဖြစ်ပြီးတော့ဒီဘက်ကအားလေးဒီမှာဒီဘက်တစ်ရှမ်းဒီတပုံဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့လိုပိုင်းလို့လည်းရတယ်အဲ့လိုပိုင်းခြင်းမဲနဲ့နောက်ထပ်တနည်းထပ်ပြီးတော့ပိုင်းလို့လည်းရသေးတယ်ဟုတ်ပြီကြည့်မယ်အဲ့တော့ဒီပုံစံလည်းပိုင်းလို့ရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီဘက်ကပုံအကြီးရတစ်ခုဒီဘက်မှာအသေးလေးတပုံထွက်လာနိုင်မယ်ဟုတ်ပြီနော်အဲ့တော့ကြိုက်တဲ့ပုံစံပိုင်းပြီးတော့တွက်လို့ရတယ်အဲ့တော့ဒီမှာတော့ဒီလိုမျိုးပိုင်းပြီးတော့ပဲတွက်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီဘက်မှာတပုံဒီဘက်မှာတပုံအဲ့တော့နှစ်ပုံဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီဘက်ကပုံလေးရဲ့အလျားတွေအနံ့တွေအမြင့်တွေကိုကြည့်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင်အလျားက9ဟုတ်ပြီနော်အဲ့တော့သူ9ဆိုရင်သူလည်း9သူလည်း9အဲ့တော့အလျားက9အဲ့ဒါဆိုရင်အနံ့ကဘယ်လောက်လဲဆိုတာခြာကြည့်အောင်အဲ့တော့ဒီမှာအနံ့ဟုတ်ပြီနော်အဲ့တော့အနံ့ဘယ်လောက်လဲဆိုတာခြာကြည့်နေဆိုရင်ဒီမှာမပေးထားဘူးဓာတ်ရိုက်ကြည့်အဲ့ဒါဆိုရင်ဒီကနေဒီထအောင်က3 cm လို့ပေးထားတယ်ဒီကနေဒီထိပ်ထီက9 cmအဲ့တော့ဒီမှာ3ဆိုရင်ဒီကျက်တဲ့အပိုင်းလေးဒီဘယ်လောက်စင်တီမီတာဖြစ်မလဲဆိုရင်4 စင်တီမီတာဖြစ်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အဲ့တော့အလျားအနံပြီးဒီမှာအမြင့်3ခုလုံးရသွားပြီဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အနံကဒီမှာ4 စင်တီမီတာ4 စင်တီမီတာ4 စင်တီမီတာအဲ့ဒါဆိုရင်ဒီဘက်ကပုံတက်ရသွားပြီဆိုရင်ဒီဘက်ကဒီပုံရဲ့အလျားအနံနေအမြင့်တွေကိုကြည့်ကြည့်ရအဲ့တော့ဒီမှာဆိုရင်ဒီပုံရဲ့အလျားကဒီမှာ9 စင်တီမီတာအဲ့ဒါဆိုရင်ဒီမှာအနံဟုတ်ပြီနော်ဒီကနေဒီသူ့ရဲ့အနံကဘယ်လောက်ဖြစ်မလဲကြည့်ကြည့်ရဟုတ်ပြီနော်အဲ့တော့ဒါကြီးတစ်ခုလုံးက7 cm အဲ့တော့ဒီကနေဒီထီအောင်ကအစောနာဒီမှာ9လို့ပြောထားတယ်ဟုတ်ပြီနော်အဲ့တော့ဒီဘက်မှာ9ဆိုရင်ဒီဘက်မှာဘယ်လောက်ဖြစ်မလဲဒီဘက်မှာ3ပဲကျန်မှာပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီဘက်ကပုံရဲ့အနံဒီ3 cm ဖြစ်မယ်အဲ့တော့ဒီမှာသူ့ရဲ့အမြင့်ဟောဒီမှာအမြင့်မြင့်ဟုတ်ပြီနော်အဲ့တော့ဒီမှာသူ9ဆိုရင်သူလည်း9ဒီမှာကြည့်ရဲဒီမြင့်လဲ9ဒီမှာလဲ9ဆိုရင်ဒီဘက်ကပုံရဲ့အမြင့်ဒီ9 cm ဖြစ်သွားမယ်ရမယ်နော်အဲ့တော့ဒီဘက်ကပုံလေးကိုပုံတက်လို့ထားမယ်ဟုတ်ပြီနော်ဒီဘက်ပုံလေးကိုပုံတက်လို့ထားပြီးတော့ဒီဘက်ကပုံလေးကိုကျတော့ပုံနှစ်လို့ထားလိုက်တယ်ပြီနော်အဲ့ဒါဆိုရင်ပုံရဲ့ဒူတွေကိုရှာလို့ရမှာပုံရဲ့ဒူတွေလို့ရှိရင်ပုံ1ရဲ့ဒူတွေနဲ့ပုံ2ရဲ့ဒူတွေပေါင်းတယ်ပြီးရင်နောက်တစ်ခုကအဲ့မှာကနန်းတွေကိုတန်းပြီးတော့အစားမသွင်းနဲ့နော်အဲ့ပုံတင်နည်းကိုအရင်ဆုံးရေးမယ်ပုံတင်နည်းရေးပြီးတော့မှကနန်းနေအစားသွင်းမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်အဲ့မှာ205ကုပါစင်တီမီတာဆိုပြီးတော့ရတယ်အဲ့တော့အဖြည့်ရေးဖို့လည်းလုံးဝမမေ့နဲ့ unit မမအောင်လည်းတတိပြုဖို့လုပ်မယ်နော်မချင်တာရှင်ပြန်ပြီးတော့ comment မှာမေးလို့ရပါတယ်နော်